အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ပေါ့နော်ဟိုနည်းနည်းလေးပြောစရာရှိလို့ပေါ့နော်ထိုင်းနိုင်ငံကတော့မဟုတ်ဘူးတခြားနိုင်ငံမှာရောက်နေတဲ့လူတွေပေါ့နော်မလေးတို့စင်ကာပူတို့စသဖြင့်ပေါ့နော်ထိုင်းနိုင်ငံကိုအလဲဗီဇာနဲ့ဝင်လာတယ်နောက်ပြီးတော့သူက passport သူရဲ့တက်တန်းကုန်ကနေ passport ကိုလှည့်ခြင်းတယ်အဲ့တော့ကျွန်တော်ပြောချင်လဲဆိုတော့လှည့်လို့မရပါဘူးလို့เนาะဘာဖြစ်လို့လဲဆိုတော့ကိုက tourist visa နဲ့ဝင်လာတာလေထိုင်းနိုင်ငံရောလေနောက်ပြီးတော့ဒီသူ့ရဲ့တက်တန်းကုန်ခါနေနေတဲ့ passport ကိုလှည့်နေတာလှည့်လို့မရပါဘူး tourist visa နဲ့ဘာ visa တွေလှည့်လို့ရမလဲဆိုရင် NAM L ရှိမယ် NAM B ရှိမယ် NAM O ရှိမယ် NAM ED long term visa တွေတခုကိုမှရှိနေရမယ်အဲ့လိုရှိတော့လှည့်လို့ရတယ်တချို့လူတွေကကြတော့သူက online မှာတွေ့တယ်ရတယ်ညီမကိစ္စမရှိဘူးဆိုပြီးတော့ထိုင်းနိုင်ငံထဲခေါ်လိုက်တယ်နော်ထိုင်းနိုင်ငံထဲခေါ်ပြီးတော့သူကဘာလုပ်လိုက်လဲဆိုတော့ passport အတူကိုထည့်ပေးလိုက်တာထည့်ပေးလိုက်ထည့်လဲထည့်ရောသူကလေစစ်ကနေပြီးတော့အဲ့ passport ကိုင်ပြီးတော့ထွက်ဖို့ကြိုးစားတယ်အဲ့လေစစ်မှာပဲ immigration မှာပဲသူအဖမ်းခံရတယ်နော်ဒါတွေကကျွန်တော်ကယုံနှန်းစကားတွေပြောတယ်မဟုတ်တကယ်ပေါ့နော်ကောင်မလေးတယောက်ကျွန်တော်ကိုလာပြီးတော့မေးလာတဲ့အချိန်မှာတော်အခြေအနေကလက်လွန်ကျက်သွန်တွေဖြစ်ကုန်ပြီအဲ့ပွဲသားကိုယုံပြီးတော့သူဝင်လာတယ်ဝင်လာပြီးတော့သူလှဲတယ်သူပြောပုံရသူလှဲတယ်ပေါ့လေတကယ်တမ်းကျတော့အဲ့ passport ကြီးကအစ်စ်မဟုတ်ပါဘူးเนาะအဲ့တော့တတိထားပါကိုလုံးမဲ့လူကဘလို့အနေထားရှိလဲတကယ်အလုပ်လုပ်တဲ့လူလားတကယ်မဟုတ်တဲ့လူလားဆိုတော့ကိုယ့်အကိုပဲเนาะကိုယ့်အကိုစစ်စစ်ပြီးတော့လုပ်ကြပါလို့เนาะနစ်နာလွန်းတယ်ကိုပဲလည်းနစ်နာတယ်เนาะကိုမှလည်းအများကြီးဆုံးရှုံးမှုတွေဖြစ်တယ်အဲ့တယောက်ကဘလို့ဖြစ်သွားလဲဆိုရင် passport လည်းအသိခံလိုက်ရတယ်ထိုင်းနိုင်ငံမှာလည်းဘာအထောက်အထားမရှိဘဲနဲ့နေရတဲ့အနေအထားရောက်သွားတာပေါ့နော်အဲ့တော့ချင့်ချိန်ပြီးတော့ယုံကြပါနော်ကိုအလုပ်လုပ်တဲ့လူကဘလို့လူတန်းစားလဲဆိုတော့သိအောင်စူးစမ်းပါဈေးနှုန်းလေးကြည့်ပြီးတော့ဈေးလေးသက်သာတယ်ဆိုပြီးတော့တော့မလုပ်ကြပါနဲ့နော်ဒါကြောက်ဖို့ကောင်းပါတယ်လို့အဲ့ဒါလေးလာပြောတကယ် passport လှမ်းမယ်ဆိုရင်ထိုင်းနိုင်ငံတော်ဒီမှာဝါ passport ကုန်ကနေနေပြီးလှမ်းမယ်ဆိုရင်နံပါတ်1ကကိုမှထိုင်းနိုင်ငံထဲမှာ long term visa ရှိနေရပါမယ်နော်နောက်ပြီးတော့ passport လှမ်းမယ်ဆိုတာလည်းတွေ့နေမှာတော့လှမ်းလို့မရပါဘူးနော်မြန်မာနိုင်ငံတန်ရုံးရှိတဲ့ဘန်ကောက်မှာပဲတော့လှည့်လို့ရပါမယ်အဲ့မှာရုံနဲ့ဝင်ရမယ်နော်နောက်ပြီးတော့အဲ့မှာလက်ပွေးနှိပ်ရမယ်မျက်လုံးစကန်ဖတ်ရမယ်စာအုပ်ကလည်းအဲ့ကထွက်လာမှာဖြစ်ပါတယ်နော်စာအုပ်ထွက်လာတဲ့အခါလဲကိုနာမည်ဟုတ်မဟုတ်ကိုမွေးသက်ကြတဲ့ဟုတ်မဟုတ်စစ်ပြီးတော့ယူပါနော်ဘာလို့လဲဆိုတော့ဆက်ဆိုတာလဲမှားတာပဲလေအဲ့တော့ကိုစစ်ပြီးယူကြပါနော်အဲ့တော့ကိုလုပ်မယ်ဆိုရင်အဲ့လို process တွေကိုဖြတ်သန်းပြီးမှထွက်လာမှစာအုပ်မှာစာအုပ်အစ်စ်ပါနော်အားလေးကိုလာပြောတာပါနော်